ဦးစင်းကရွှေကျင်ကန်းလာဦးစင်းကရွှေကျင်ကန်းလာဗျာ ဒီကကြီးဟိုငွေအလူခံနဲ့မခံဘူးဆိုတာရွှေကျင်ကိုင်းနဲ့မဆိုင်ဘူးဒီကကြီးရဲ့ ရန်ကုန်သွားကြတယ်ဒီလိုပေါ့ပေါ့ မလည်းမရှိပါဘူးဒါနဲ့ညီပဲချိန်တော့တော့ ဟောဦးစင်းတစ်ပါးကြောက်လာ ဒီ တယ် လိုရှိနေ အရှင်ပြရက်တော်မှာဗျာအရှင်မဘယ်ကြောက်ဖို့လဲမသိဘူးဗျာ ဒီကကြီးလို့ဦးစင်းစင်ကြိုက်ကြွမလို့ဒီကကြီး ဟောမှန်ပါဗျာ အစင်းကြိုက်ကြမယ်ဆိုတော့တို့ရဲ့လန်ကီအတွက်အဆင်ပြေဖို့ပတ်စံလူမကောင်းလား ဟာကောင်းတာပေါ့အခုဘယ်လောက်ပါလဲ ဥမ3000လောက်ပါတယ်ညီ ဟာကျွန်တော်ရှိမှာ9000ပါအဲ့ဒါဆိုစုလိုက်မလေးကို ဟုတ်ကဲ့ဦးစင်းတပည့်တို့လန်ကီ ဒီလိုရှင်ပြရဲ့လမ်းသေးအတွက်ရှင်ပြကွက်ဆိုင်လေးလူချင်တော့ပါရှင်ပြ ဒီကကြီးဦးစင်းပတ်စံအလူမခံဘူးเนาะဒီကကြီး ဟာအခုဆိုင်ပါလားဆိုင်ပါ စိတ်မပါဘူး ဟုတ်ဒီကကြီးဟိုစာအင်းနဲ့လည်းဦးစင်းအလူမခံဘူးဒီကကြီး ဒါနဲ့ဦးစင်းကရွှေကျင်ကန်းလာဦးစင်းကရွှေကျင်ကန်းလာဗျာ ဒီကကြီးဟိုငွေအလူခံနဲ့မခံဘူးဆိုတာရွှေကျင်ကိုင်းနဲ့မဆိုင်ဘူးဒီကကြီးရဲ့ဒါမြတ်စွာဘုရားပြင်ညာလာတဲ့ဝိနည်းစီကံတွေရတာရန်တော်တွေကလိုက်နာကျင့်ကြံနေတာဖြစ်တယ်ဒီကကြီး ဟောတ ဟော မ တင်ပါဗျာတင်ပါဗျာ ရွှေကျင်ကိုင်းလို့ဆိုညာလဲအခုခေတ်မှာရွှေကျင်နေလဲငွေအလူခံတာတွေရှိတယ်ဒီကကြီးနော်တခြားကိုင်းကနာတွေကတန်ဃာတွေလည်းငွေအလူမခံမဲနဲ့ဒီသာသနာလုံးနေကြတဲ့ဒီကကြီးရန်တန်ဃာတွေအများကြီးရှိတယ်နော်ဒီကကြီး ဟောတင်ပါဗျာတင်ပါဗျာ တပည့်တော်ကြားဘူးတာပေါ့နော်ရွှေကျင်ကိုင်းဆိုရင်ငွေမကိုင်းဘူးပေါ့နော်အဲ့လိုကြားဘူးတော့ပါဗျာရှင်ပြ ဟောတကယ်တော့ဒီကကြီးငွေကိုင်းနဲ့မကိုင်းဆိုတာရွှေကျင်ကိုင်းနေတခြားကိုင်းနေဒီလိုမျိုးကိုင်းနေတဲ့အဓိကမသက်ဆိုင်ဘူးပေါ့နော်ဒီကကြီး တင်ပါဗျာတင်ပါ မြတ်စွာဘုရားရဲ့ပြင်ညာလာတဲ့တိတ်ခါပေါ်တစ်ခုရှိတယ်ဒီကကြီးရဲ့ရန်တော်တွေဆိုတာငွေကိုကိုယ်တိုင်လည်းအလူမခံရအောင်သူများလည်းအလူမခံခိုင်းရအောင်ဒီကကြီး ဟော ဒီအနီးမအတိုင်းတော့မှအနီးမထိုင်းတော့မှမตายရအောင်เนาะဒီကကြီးတို့ဒီတော့ဒါရန်တော်တွေကဒီမြတ်စွာဘုရားပြင်ညာလာတဲ့မူတဲ့ပြင်ညာတော်မူထားတဲ့အတိုင်းဝိနည်းစီကံတိုင်းငွေအလူမခံကြတာဖြစ်တယ်ဒီကကြီး ဟောတမဗျာ လောကမှာမြတ်စွာဘုရားဆိုတာအမြင့်မြတ်ဆုံးပုဂ္ဂိုလ်ပဲမဟုတ်လား ဟောတင်ပါ ရန်တော်တွေဆိုတာမြတ်စွာဘုရားရဲ့သားတော်တွေလေမြတ်စွာဘုရားပြင်ညာတော်မူတဲ့ဝိနည်းတော်အတိုင်းကြည်တန်နေထိုင်ကြရမယ်မဟုတ်လားဒီကကြီး ဟော တ တင် မ ပါ ဗျာ ဗျာ ဦးတင်ပါ တင်ပါ ဗျာ ဗျာ